ဘောလုံးဝဲတွေစော့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကိုအဓိကထားပြီးစော့လဲဒါဖွင့်လှစ်မှုတွေကိုအဓိကထားပြီးစော့တာလားဒါမှမဟုတ်လို့ရှိရင်ဒါအသင်းရဲ့အခြေအနေတွေလက်ရှိလူစင်းတွေ condition တွေနောက်ဆုံးခြေစွမ်းတွေလက်ရှိခြေစွမ်းတွေအဲ့ဒီခွာတွေကိုကြည့်ပြီးတော့ပဲစော့တာဘယ်လိုအနေအထားမျိုးတွေစော့လဲဆိုတာကိုတော့ဒီနေ့ဗီဒီယိုမှာဒါကျွန်တော်တို့နဲ့အတူဆွေးနွေးသွားမှာဖြစ်ပါတယ်ဘောလုံးဝဲတွေစော့မယ်ဆိုလို့ရှိရင်ဒါလက်ရှိချိန်မှာဆိုရှင်တော့နှစ်မျိုးကွဲနေတယ်လို့ပြောလို့ရပါတယ်တစ်မျိုးကတော့ဒါလက်ရှိရဲ့အသင်းရဲ့ခြေစွမ်းအသင်းရဲ့ပေါင်းနီးပြအပြောင်းလဲကစားသမားဒဏ်ရာနာတရားမှုအဲ့ဒီချက်လက်တွေကိုကြည့်ပြီးတော့စော့ကြရရှိတယ်နောက်တစ်ခုကတော့ဒါဖွင့်လှစ်မှုတွေပဲတီးတန့်စော့ကြရရှိတယ်နှစ်မျိုးလုံးကတော့သူ့အနေထားနဲ့သူ့အခြေအနေခါတွေနဲ့ကောင်းတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့ကျွန်တော်ကတော့ဒါနှစ်မျိုးလုံးကိုထည့်တွက်ပြီးတော့စော်စားတင်တယ်လို့လည်းထင်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့အပတ်ကကန်သွားတယ်အာဆင်နယ် FA ကပ်ပွဲပေါ့ဗျာအဲ့ပွဲမှာဆိုလို့ရှိရင်အာဆင်နယ်ကတော်တော်လေးကိုခြေစွမ်းအနေထားရမစိုးဘူးလို့တော့ပြောလို့စိုးသွားတယ်လို့လည်းပြောလို့ရလို့မစိုးဘူးလို့လည်းပြောလို့ရတဲ့အနေထားပါပဲ။ဘာလို့ဆိုတော့အာဆင်နယ်ရဲ့ဒါအရန်လူစင်းကအနေထားတစ်ခုအထိကိုရှိနေတယ်။အဲ့ပွဲမှာဆိုလို့ရှိရင်လည်းဒါအကယ်ဒမီကဒါလူငယ်လေးတွေလည်းထည့်သုံးသွားတာကိုတွေ့တယ်။ဒါပေမဲ့ကျိုးတကူလောက်နိုင်ရရှိထားတယ်အာဆင်နယ်ကလုံးဝဘိုးရှိမှာတော့မှဘိုးသွင်းမှုအတွက်ကိုလုံးဝဘီလီယက်ထိုးလိုပဲချိန်ပြီးတော့ special စောင့်ဆိုင်ပြီးသွင်းနေတဲ့အနေထားမှာသွင်းလိုက်လုံးလုံးသွင်းလိုက်လုံးလုံးနဲ့နောက်ဆုံးတော့သွင်းလည်းမသွင်းခဲ့ပါဘူးသွင်းခဲ့ရင်တော့မှလည်းကိုချော်တီချော်ရင်းနဲ့ဖြစ်သွားတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကြီးတဲ့ဖွင့်လှစ်မှုတွေကဒီလိုပွဲမျိုးတွေဆိုရှင်လုံးဝအကျုံးဝင်ဘူးလို့ပြောလို့ရပါတယ်ဘာလို့ပြောလို့ရလဲဆိုတော့မန်ဖီကွင်းရဲ့အခြေအနေကတော်တော်လေးကိုဆိုးဝါးနေတယ်လို့ပြောလို့ရတယ်ကျွန်တော်အဲ့ဒီပွဲကိုလည်းကျွန်တော်ကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့အနေထားမှာဒါအာဆင်နယ်အသင်းကတော့သူ့အရန်လူစင်းနဲ့ဒါသူ့အခြေအနေတွေနဲ့အနာတရားမရဖို့အတွက်ကိုအထူးပြုပြီးတော့စော့တယ်ဆိုပေမဲ့လည်းမန်ဖီကွင်းရဲ့အခြေအနေကတော်တော်လေးကိုဆိုးဝါးနေတယ်အဲ့လိုကြောင့်မို့လဲဒဏ်ရာရရှိမှာကိုစိုးရိမ်ပြီးတော့အာဆင်နယ်အသင်းသားတွေကကောင်းအောင်မလည်းမစော့ခဲ့ဘူးဒုတိယပိုင်းမှာဆိုလို့ရှိရင်အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒါတင်ဘာတို့ဆာကာတို့သူတို့တွေဝင်လာတာတောင်မှဆာကာဆိုရင်တောင်မှဗျာတော်တော်လေးကိုဘယ်လိုပြောလဲဆာကာပုံစံတော့မပေါက်ဖဲနဲ့အကယ်ဒမီကအသင်းသားတယောက်ဝင်စော့နေတာအောက်မှန်းသူလုံးဝကိုရော့တီချော်ရဲကိုစော့သွားတာအဲ့တော့ဒီလိုအနေထားမျိုးတွေကဒါဖွင့်လှစ်မှုတွေနဲ့သွားကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်တွေလုံးဝကြီးကိုအဆင်မပြေဘူးဆိုတဲ့အနေထားကိုတွေ့ရအဲ့ဒီမှာဆိုလို့ရှိရင်လည်းဒါဖွင့်လှစ်မှုအနေထားရပြောမယ်အကုန်လုံးကအောက်ဆုံးကျခဲ့တယ်ဘောလုံးသေးတခြားခြေနေတွေကိုထက်တွက်ပြီးတော့စော့ကစားတဲ့ညီကိုတွေဆိုလို့ရှိရင်တော့အဲ့ဒီပွဲမှာဒါအာဆင်နယ်ကိုရွေးချယ်မှာပဲမဟုတ်သလိုဒါဂိုးများကိုလည်းရွေးချယ်မှာမဟုတ်ဘူးလို့ကျွန်တော်တို့ယူဆမိတယ်။ဘာလို့လဲဆိုတော့မန်ဖီကွင်းရဲ့အခြေအနေမန်ဖီကွင်းရဲ့လူစင်းပြီးတော့ကန်ရတဲ့အနေထားကစားသမားတွေဒါအနာတရားရရှိမှုကစားသမားချန်လက်မှုဒီအနေထားတွေကိုတွက်ချက်ပြီးစော့ရလူတွေဆိုရင်တော့အာဆင်နယ်ကိုတော့ရွေးချယ်မှာမဟုတ်တော့ဘူးမန်ဖီကိုပဲရွေးချယ်မှာဖြစ်ပြီးတော့ဒါအာဆင်နယ်ကိုဘက်ကန်လိုက်မယ်လို့တော့ကျွန်တော်တို့ယူဆမိတယ်အဲ့ဒါကြောင့်မို့လို့ဒါဖွင့်လှစ်မှုတစ်ခုတည်းကိုပဲရွေးချယ်ကစားဖို့တော့ကျွန်တော်ကတော့အကြံပေးချင်ပါဘူးအသင်းရဲ့အခြေအနေအသင်းရဲ့ current form အသင်းဘယ်လိုလူစင်းနေနဲ့ထွက်လာလဲဒီလိုအခြေအနေတွေကိုလည်းလေ့လာပြီးတော့စော့ကစားသင့်တယ်လို့လည်းကျွန်တော်တို့ယူဆမိပါတယ်ဖွင့်လှစ်မှုတွေပဲရွေးချယ်နေတဲ့ညီကိုတွေကိုလည်းအသင်းရဲ့အခြေအနေလေးတွေကိုတစ်ချက်လောက်ပြန်ကြည့်ပေးပါအောင်လို့လည်းပြန်ကြည့်ပြီးတော့စော့ဖို့လည်းကျွန်တော်တို့အကြံပြုချင်ပါတယ်အသင်းရဲ့အခြေအနေကိုပဲကြည့်ပြီးစော့နေတဲ့ညီကိုတွေကိုလည်းဒါဖွင့်လှစ်မှုတွေကိုလည်းလိုက်ပြီးတော့လေ့လာပြီးတော့စော့ကစားပါလို့လည်းကျွန်တော်အကြံပေးချင်ပါတယ်နှစ်ခုလုံးကိုချိန်ဆပြီးတော့ဒါဘယ်လိုအကောင်းဆုံးဆိုတဲ့ရလက်ထွက်မလဲဆိုတာချိန်ဆပြီးတော့စော့ကစားနိုင်ရင်ပဲရလက်အကောင်းဆုံးတွေကိုပိုင်ဆိုင်မယ်လို့တော့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဗီဒီယိုကနေပြီးတော့ဒါညီကိုအတွက်အကျိုးတစ်ခုဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကိုလောက်အကျိုးနှက်ပါပြီ